ကြော်မသွားနဲ့ရှင်တို့ကလေစကားပြောရင်ကြော်သွားဒီလားပြောမယ်အခုဒီရင်လိန်ဒီရင်သားတင်းရင်ကြက်လက်စီရဲ့ဈေးကကြတော့ပလင်းလေးတွေဟုတ်တယ်တိတ်တိတ်လေးတွေဘယ်နှလခန့်လဲလို့မမေးနဲ့ဘယ်နှလခန့်လဲလို့မမေးနဲ့ကျလဲဟို post မှာလည်းပြောထားတယ်သူကတစ်ချိန်ဆိုလို့ရှိရင်တစ်ချိန်အရန်ကိုတိတာတယ်လိန်လေးကိုပြောပြမယ်ခုဒါလေးကိုဖွင့်မယ်ဒီလိုကျုပ်လေးနဲ့ဒီခုထားပါတော့เนาะဒါကရင်သားပဲထားပါတော့ရင်သားတွေကိုတွိဆို50လောက်ထည့်မယ်တစ်ဖက်ကိုတွိတစ်ဖက်ကိုတွိ50လောက်ထည့်မယ်เนาะโอเคအဲ့ဒါပြီးတော့ဒီလိုလေးကိုကเนาะနေပြီးအပေါ်လေးကိုပင့်တင်မယ်5မိနစ်3မိနစ်5မိနစ်လောက်အဲ့လိုလေးပင့်တင်မယ်ပင့်တင်ပြီးတော့လိမ့်ပြီးပြီဆိုလို့ရှိရင်ထဲပြောရဲဝယ်တဲ့သူတွေအကုန်လုံးကိုပြောရဲခြီစားပေါ့နော်ခြီဒီလိုခြီစားရှည်နဲ့ပေါ့နော်ဒီလိုအောက်ကနေပင့်မယ်ဒီလိုအောက်ကနေပင့်ပြီးတော့မှဒီလိုစီးထားမယ်နော်စီးထားမယ်ဒီလိုအပေါ်ဒီလိုထိစီးလို့ရတယ်အောက်ကနေပင့်မစေပေါ့နော်တယောက်ကအရှိတယောက်ကတော့စီးပေးရမှာပေါ့နော်အဲ့ဒါလေးကိုချေပြောပြထားတယ်အဲ့လိုလေးစီးပေးပါကိုအပြင်နေမထွက်တဲ့ရက်မျိုးတွေဟလာကိုအဲ့လိုမျိုးပေါ့နော်တကယ်လို့ညအိတ်တယ်အေးစစ်လွတ်ပဲဆိုလို့ရှိရင်အဲ့လိုလေးတွေလိမ့်အိတ်ကြည့်ပါနော်လိမ့်အိတ်ပြီးတော့ဘယ်လိုရလက်ကိုရမလဲဆိုလို့ရှိရင်ရှင်တို့ရေချိုးပြီโอเคเนาะရေချိုးတဲ့အချိန်ကြာလို့ရှင်ရှင်တို့ကိုယ့်အကူတိလိုက်မယ်เนาะရှင်တို့ဆိုတာကအကုန်လုံးခြုံငုံပြီးချစ်လို့ချစ်စနိုးလေးနဲ့ပြောလိုက်တာเนาะကိုယ့်ရဲ့ဒီเนาะပျော့တွဲနေတဲ့ဒီရင်သားတွေเนาะနှုတ်တိုက်မိခင်နေပြီးလို့ရှိရင်ငယ်တော့ကဘရာကောင်းကောင်းဘောလီကောင်းကောင်းမွေးခဲရတဲ့သူတွေပေါ့เนาะအဲ့လိုမျိုးရော့တွဲနေတဲ့သူတွေဆိုလို့ရှိရင်အဲ့ဒီတစ်ချိန်ဆိုတစ်ချိန်ဘယ်လိုဖြစ်လာမလဲဆိုရင်သားမှာပျော့တွင်းနေတဲ့အဆိုင်ခဲလေးတွေကစုလာမယ်စုလာပြီးအဲ့ဒီအရာလေးကလုံးကြစ်ကလေးဖြစ်သွားမယ်โอเคဆီယာမရေအဲ့ဒါကရက်လိုက်လို့ရှိရင်ရောဘာဖြစ်နိုင်လဲဆိုရင်စောင့်ထားပေါ့နောက်ဆုံးပြောပြတာစောင့်ထားလိုက်အခုဝယ်စားဆိုရင်ကိုကအရန်တွဲနေတယ်ဆို6ရက်လောက်ဇက်တိုက်ကိုလှုပ်ပေးပြီးတော့ကိုကခဏနားလိုက်နားပြီးတော့မှကိုနည်းနည်းလေးရင်သားကဒါကခွဲစိတ်တာမဟုတ်ဘူးလေနောက်ပြီးတော့ပစ္စည်းဆီလီကွန်နဲ့ခါရဲထည့်လိုက်တာမဟုတ်တဲ့အတွက်နည်းနည်းလေးတော့စိတ်ရှည်ရမှာပေါ့ဆီယမရေဘယ်နှလသုံးရလဲလို့မမေးနဲ့ तू ကတစ်ချိန်ဆိုတစ်ချိန်အရန်တိတာတယ်9ချိန်လောက်တော့ဇက်တိုက်ကိုလှုပ်ပေးပါရက်ဇက်တိုက်ကိုလှုပ်ပေးပါပြီးမှရက်ကလေးကိုပြန်ချားပြီးတော့သုံးတကယ်လို့ဒပလင်းကုန်သွားပြီဆိုနောက်ဒပလင်းထက်ဝဲဈေးကမများဘူးတခါတဲ့ပေးရတဲ့ဈေးနဲ့ကိုအရန်တန်တဲ့ရလက်ကိုရမှာเนาะနောက်မှအရန်ကျေးဇူးတင်တယ်မပြောနဲ့ရှင်းပြလိုက်ပြီ